ရှောင်းမေဟာမင်းသားစီကိုဆက်တချင်းခံခဲ့ရတယ်သူမကချောလိုက်တာငါသူမကိုသဘောကျတယ်ကောင်းတယ်ဟေ့လူတို့ပြောဆူနဲ့ပဲသူမမျက်နှာကိုလှမ်းကြိုက်လိုက်တယ်ဒါပေမဲ့မထင်မှတ်ပဲရှောင်းမေရဲ့အပြင်းပြင်းကြိုက်ခဲခြင်းကိုခံလိုက်ရတယ်ပထမဆုံးအချိန်ပြန်လဲခုခံမှုကမင်းသားကိုတိုက်ရိုက်ဒေါသထွက်စေခဲ့တယ်သူကလူတွေကိုရှောင်းမေကိုအခန်းထဲခေါ်သွားဖို့ခိုင်းလိုက်တယ်အချွေရန်တွေထွက်သွားပြီးသူတို့ကိုနှစ်ယောက်ထဲထားခဲ့တယ်မင်းသားကကြီးစိုးလို့စိတ်ပြေးနေပြောလိုက်တာကအသေးလေးမင်းရဲ့အသက်ကငါလက်ထဲမှာရှိနေတာပြောပြီးတာနဲ့စီးတီးတစ်လုံးကိုပါဆက်ထဲပစ်ထည့်လိုက်တယ်ရလက်အနေနဲ့လဲချောင်းထဲမှာတီးသွားခဲ့တယ်လုံးဝမထင်မှတ်ထားမိတာကဝိလေတာကဒီလောက်တောင်မြန်လိမ့်မယ်လို့ပေါ့မင်းသားကအတန်တိတ်ပြီးအကူကြီးတောင်းနေတဲ့ရှောင်းမေကတော့လက်တွေချီခံထားရလို့ကဲလို့မရဘူးလို့ပြောခဲ့တယ်ဒါပေမဲ့ကျင်နာတက်တဲ့ရှောင်းမေကအသက်တစ်ခုပြက်ကွက်သွားတာကိုမျက်စိမိတ်မကြည့်ရခဲ့ပါဘူးသူမကအချီခံထားရတဲ့လက်နှစ်ဖက်နဲ့မင်းသားရဲ့ကြောကိုပုတ်ပြီးသူ့ကိုကဲတင်ပေးခဲ့တယ်ပြီးတော့မင်းသားရဲ့လေပင်ကိုအခွင့်ကောင်းယူပြီးညှစ်လိုက်ပြီးနောက်ဆုံးတော့မင်းရဲ့အသက်ကငါလက်ထဲကိုရောက်လာတာပဲအချွေရန်တွေတကားကိုရိုက်ဖွင့်ဝင်လာပြီးတနက်ထုတ်ကရှောင်းမေကိုတတ်ဖို့လုပ်ကြတယ်မင်းသားကသူတို့ကိုတားဆီးလိုက်တယ်သူမကခုတင်ငါအသက်ကိုကဲခဲ့တာရှောင်းမေကိုကျေးဇူးတင်စွာနဲ့ပြောလိုက်တာကမင်းပါပဲလို့ချင်းကအကုန်ပေးမယ်ဒါပေမဲ့လွတ်လပ်ခွင့်ကလွယ်လို့ပေါ့ကျေးဇူးဆက်ချင်အောင်ဆောင်ပြီးတကယ်တော့ပိတ်လောင်ထားတာတကယ်ကိုရေးစရာကောင်းလာပါတယ်ရှောင်းမေကသူမကိုဘယ်တော့မှမထိဖို့ပဲတောင်းဆိုခဲ့တယ်မင်းသားကကြားပြီးနောက်စိတ်ပြက်လက်ပြက်နဲ့ရှောင်းမေရဲ့လက်ကိုလွှတ်လိုက်ပြီးသူပြောတဲ့အတိုင်းလုပ်မယ်လို့ပြောခဲ့တယ်ဒါပေမဲ့နောက်တစ်စက္ကန့်မှာတော့အချွေရန်ကိုနောက်ထပ်အမျိုးသမီးတစ်ယောက်ခေါ်လာခိုင်းပြန်တယ်နောက်ထပ်အမျိုးသမီးတစ်ယောက်အခန်းထဲကိုအတင်းသွင်းချင်းခံရတဲ့ရှောင်းမေကမင်းဘာရီလုပ်နေတာလဲလို့မေးတော့မင်းသားကငါတတိတီပါတယ်မင်းကငါ့ကိုမကြည့်စေချင်ဘူးဆိုတော့ဒါဆိုငါတခြားလူကိုသွားထိမှာပေါ့လို့ပြောခဲ့တယ်မင်းသားကနောက်တစ်ယောက်ကိုငြိမ်လေးနေဖို့ပြောပြီးသူကိုယ်တိုင်ကတော့ရေချိုးဖို့သွားခဲ့တယ်မင်းသားထွက်သွားပြီးနောက်ရှောင်းမေကထိုမျိုးသမီးရဲ့ကျိုးတွေကိုချက်ချင်းဖြေပေးလိုက်ပြီးသူမကိုအချိန်မီထွက်ပြေးဖို့ပြောခဲ့တယ်ဒါပေမဲ့မထင်မှတ်ပဲထိုမျိုးသမီးကကျေးဇူးကမ်းပြီးရှောင်းမေကိုတိုးလဲပစ်လိုက်တယ်လူသားတွေရဲ့စိတ်ဓာတ်အမောင်ထုပါပဲဘာလို့ထွက်ပြေးရမှာလဲငါမိဖုရားဖြစ်မဲ့လမ်းကိုလာမပိတ်နဲ့ရှောင်းမေကထိုမျိုးသမီးကိုစိတ်ပြက်လက်ပြက်ကြည့်နေခဲ့တယ်ဒီအချိန်မှာမင်းသားပြန်လာခဲ့တဲ့အမျိုးသမီးကချက်ချင်းတိုင်တော့တယ်သူမကကျမကိုထွက်ပြေးခိုင်းတာဒါပေမဲ့ကျမကမင်းသားတယောက်တည်းအတွက်ပဲတစ္ဆာရှိတာပါသူမကမ်းပေးတဲ့ကြိုးကိုမြင်တော့မင်းသားကရှောင်းမေကိုမင်းကကိုတမင်စိတ်ပြက်အောင်လုပ်တာလားလို့မေးတယ်အမျိုးသမီးကရှောင်းမေကိုအောင်းနိုင်သူလိုကြည့်နေပေမဲ့နောက်တစ်စက္ကန့်မှာတော့မင်းသားကထိုမျိုးသမီးကိုအပြင်ထွက်သွားဖို့မောင်းထုတ်လိုက်တယ်ဘာဖြစ်လို့လဲဘာလို့လဲဆိုတော့သူမကကျေးဇူးရှင်ပေါ်မယုံမသေးပြုမှုခဲ့လို့ပဲအမျိုးသမီးကဒေါသတကြီးနဲ့ထွက်သွားခဲ့တယ်မင်းသားကအချွေရန်ကိုနောက်ထပ်အမျိုးသမီးတယောက်ထပ်ခေါ်လာခိုင်းပြန်တယ်ဒီဖြစ်ဆိုးတွေကိုရက်တက်ဖို့အတွက်ရှောင်းမေကအံ့ဩစရာဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်ငါစိတ်ပြောင်းသွားပြီးမင်းရဲ့မိဖုရားဖြစ်ချင်တဲ့တခြားမိန်းကလေးတွေကိုထပ်မခေါ်လာပါနဲ့တော့ဒီကြိုးကိုဖြေပေးလို့ရမလားမင်းသားကပြုံးပြီးမင်းကငါ့ကိုအူတူတူအောက်မေ့နေလားဖြေပေးလိုက်ရင်မင်းထွက်ပြေးဖို့လွယ်သွားမှာပေါ့ငါ့ကိုယုံကြည်လိုက်ပါမင်းသားကမြှုပ်ဆွဲမှုကိုမလွန်ဆန်နိုင်ခဲ့ဘူးဘာပဲဖြစ်ဖြစ်အပြင်မှာလည်းသူ့လူတွေကြီးပဲမို့နောက်ဆုံးတော့ရှောင်းမေရဲ့ကြိုးကိုဖြေပေးလိုက်တယ်ရှောင်းမေကလည်းတကယ်ပဲကတိမပြတ်ပဲအပေါ်ဝတ်စုံကိုချွတ်ချလိုက်တယ်အခုရောငါ့ကိုယုံပြီလားမင်းကတခြားလူတွေနဲ့တကယ်မတူဘူးပဲမင်းကကိုယူသွတ်စေတယ်ရှောင်းမေကလှည့်ထွက်ပြီးဖမ်းချင်ဖမ်းမဖမ်းချင်အောင်ဆောင်တဲ့အကွက်နဲ့မင်းသားကိုအာယုံတွေထွေပြသွားစေခဲ့တယ်ပြီးတော့ကိုဟန်နေထားကိုပြောင်းလဲပြီးအပေါ်စီးကနေမင်းသားကိုပြောလိုက်တာကငါကမင်းတယောက်တည်းအတွက်ပဲဆိုရင်မင်းကလည်းငါတယောက်တည်းအတွက်ပဲဖြစ်ရမယ်မင်းသားကစိတ်လှုပ်ရှားစွာနဲ့ငါလည်းမင်းတယောက်တည်းအတွက်ပါပဲလို့ပြန်ဖြေခဲ့တယ်ရှောင်းမေကပျော်ရွှင်စွာနဲ့စီးတီးတစ်လုံးကိုယူပြီးမင်းသားကိုကျွေးလိုက်တယ်မင်းသားကပါဆက်ဟာပြီးစားလိုက်တာနဲ့အစိတ်တက်သွားတော့တယ်ရှောင်းမေကမင်းသားကိုအသေးလဲဖိထားပြီးဟုတ်တယ်အခုမင်းကငါ့ပိုင်ဖြစ်သွားပြီရှောင်းမေကမူလကတည်းကလူသက်သမားတယောက်ပါချုံနှောင်ထားခြင်းကအချစ်ကိုမွေးဖွားမပေးနိုင်ပါဘူးသူမကလွတ်လပ်ပေါ်ပါစွာနဲ့ပဲလှည့်ထွက်သွားခဲ့ပါတော့တယ်